မင်္ဂလာပါရှင် KMDX Knowledge Sharing Program မှာကြိုဆိုပါရရှင်ဒီနေ့ Knowledge Sharing လုပ်ပေးမယ့်ခေါင်းစဉ်ကတော့ Things to know 2BA Web Developer အကြောင်းပဲဖြစ်ပါရရှင် To know 2BA Web Developer တယောက်ဖြစ်ဖို့အတွက်တည်တဲ့အချက်များလို့ပြောတဲ့အတွက်အရင်ဆုံး website တွေ web page တွေဖန်တီးဖို့အတွက်ကိုစပြီးတော့လေ့လာရမှာဖြစ်ပါတယ်အဲ့တော့ website တွေဖန်တီးဖို့အတွက်ဆိုရင်တော့ basic knowledge ဖြစ်တဲ့ HTML CSS JavaScript တို့တော့အရင်ဆုံးသိထားဖို့လိုအပ်ပါတယ်တော့ web page တွေရဲ့အခြေခံဖွဲ့စည်းတည်ဆောက်ပုံနဲ့ပတ်သက်ပြီးတော့ design တွေအတွက်ဆိုရင်တော့ HTML နဲ့ CSS ကိုအရင်ဆုံးနားလည်ထားဖို့လိုအပ်တယ်။ဒီနေရာမှာ CSS ကတော့ HTML structure တွေကိုပို့ပြီးလှပအောင်လို့ design တွေဖန်တီးတဲ့အခါမှာအသုံးပြုရမှာဖြစ်ပြီးတော့ web page တွေကို interactive ဘိုင်းနဲ့ design တွေကိုပို့ပြီးတော့မှဆွဲဆောင်မှုရှိအောင်လို့ JavaScript ကိုလည်းသိထားဖို့လိုအပ်ပါတယ်။ HTML CSS JavaScript တွေကိုအခြေခံသိသွားပြီဆိုရင်တော့Web development ဘိုင်းနဲ့ပတ်သက်ပြီးတော့မှနည်းပညာရပ်တွေကိုဆက်လက်ပြီးတော့လေ့လာသွားရမှာဖြစ်ပါတယ်။ Web development ဘိုင်းကိုဆက်ပြီးသွားရမယ်ဆိုရင်တော့အရင်ဆုံးအပိုင်းနှစ်ပိုင်းရှိပါတယ်။ Web development မှာ front end development နဲ့ back end development ဆိုပြီးတော့မှနည်းပညာနှစ်ခုကိုလေ့လာရမှာဖြစ်ပါတယ်။ Web development ဘိုင်းအပိုင်းနှစ်ပိုင်းမှာစပြီးတော့မှ front end development အနေနဲ့စပြီးတော့လေ့လာတဲ့အခါမှာ front end developer တယောက်အနေနဲ့ရပ်တည်ဖို့အတွက်ဆိုရင်တော့ front end framework တွေဖြစ်တဲ့ React, Angular, Vueဒီလိုမျိုး framework တွေကိုသိထားရမယ်အပြင်ကိုယ့်ရဲ့ website မှာ any device ဖြစ်တဲ့ mobile, desktop, tablet အစရှိတဲ့ device တွေမှာ design တွေကိုအဆင့်သစ်အသုံးပြုနိုင်မှုအတွက်ကို responsive ဖြစ်ဖို့လည်းလိုအပ်ပါသေးတယ်။ code တွေနဲ့ပတ်သက်ပြီးတော့မှ version control လုပ်နိုင်ဖို့အတွက်ကိုလည်း Git ကိုလည်းအသုံးပြုတတ်ဖို့လိုအပ်ပါသေးတယ်။အဲ့တော့ front end developer တယောက်အနေနဲ့လုပ်ငန်းခွင်ဝင်ဖို့အတွက်ဆိုရင်တော့ဒီလိုမျိုးနည်းပညာရပ်တွေကိုလေ့လာထားဖို့လိုအပ်တာဖြစ်ပါတယ်။ back end developer တယောက်အနေနဲ့ရပ်တည်ခြင်းနဲ့ဆိုရင်တော့ website ရဲ့နောက်ွယ်မှာအဓိက backend ဘိုင်းနဲ့ပတ်သက်ပြီးတော့မှအရင်အရေးကြီးပါတယ်အဲ့တော့ backend ဘိုင်းနဲ့ပတ်သက်တဲ့နည်းပညာရပ်တွေက website ရဲ့နောက်ွယ်မှာ run နေတဲ့ logic နဲ့ database management ဘိုင်းတွေပါဝင်တဲ့အပိုင်းပဲဖြစ်ပါတယ် web application တစ်ခုမှာ data တွေနဲ့ပတ်သက်ပြီးတော့မှ process လုပ်တာ store လုပ်တာ user authentication security ဘိုင်းဆိုင်ရာ server side logic တွေအဲ့ဒါတွေကတော့ backend development နဲ့ပတ်သက်တဲ့တာဝန်တွေပဲဖြစ်ပါတယ်အဲ့တော့ backend developer တယောက်အနေနဲ့ရပ်တည်နိုင်ဖို့အတွက်ဆိုရင်တော့အရင်ဆုံးprogramming language တွေဖြစ်တဲ့ backend ဘိုင်းနဲ့ပတ်သက်ပြီးရေးရတဲ့ language တွေဖြစ်တဲ့ Python programming language, Ruby, PHP, Java, JavaScript, Node.js စသဖြင့်အဲ့လိုမျိုးအသုံးပြုလို့ရတဲ့ backend language တွေကိုအရင်ဆုံးရွေးချယ်လေ့လာထားဖို့လိုအပ်ပါတယ်။ပြီးရင် data တွေနဲ့ပတ်သက်ပြီး management လုပ်နိုင်မှုအတွက် database နဲ့ပတ်သက်တဲ့ MySQL, PostgreSQL, MongoDB စတဲ့ database language တွေကိုလည်းသိထားဖို့လိုအပ်ပါသေးတယ်။ Web development လုပ်တဲ့အခါမှာသုံးရမယ်tools တွေ technology တွေနဲ့ပတ်သက်ပြီးတော့မှ code တွေဖန်တီးဖို့အတွက်ကို code editor တွေဖြစ်တဲ့ VS Code တို့ Sublime Text တို့ Atom တို့အဲ့လိုမျိုး code editor တွေကိုလည်းအသုံးပြုတတ်ဖို့လိုအပ်ပါသေးတယ်။အဲ့တော့နည်းပညာရဲ့ဒီပေါ်မှာမူတည်ပြီးတော့မှ web development ဘိုင်းမှာတွဲပြီးသုံးရမယ် package manager ဘိုင်းနဲ့ပတ်သက်တဲ့ npm node.js တို့လိုမျိုး run package manager မျိုးတွေလိုမျိုးကိုလည်းလေ့လာထားဖို့လိုအပ်ပါသေးတယ်။အဲ့တော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့မှလေ့လာပြီးသွားပြီဆိုရင်တော့ web ဖန်တီးတဲ့အခါမှာ web page တွေဖန်တီးတဲ့အခါမှာ source scale ဘိုင်းနဲ့ပတ်သက်ပြီးတော့မှကိုယ့်ရဲ့ website မှာဖြစ်နေတဲ့ problem တွေကို solving လုပ်တာနဲ့ပတ်သက်ပြီးတော့မှ website ရဲ့ risk တွေ website မှာတက်နေတဲ့ bugs တွေ error တွေဒါတွေကိုလည်းဖြေရှင်းနိုင်မှုလိုအပ်ပါသေးတယ်။ team work အနေနဲ့အလုပ်လုပ်ရတဲ့လုပ်ငန်းပိုင်းတွေမှာလည်းteam work နဲ့ပေါင်းစည်းပြီးတော့အလုပ်လုပ်နိုင်ဖို့လည်းလိုအပ်ပါတယ်။အဲ့တော့ team workထဲမှာမှတယောက်နဲ့တယောက် communication လုပ်တဲ့အခါမှာ client နဲ့ communicate လုပ်ရတာမျိုးတွေ team member ချင်းချင်း communication လုပ်ရတာမျိုးတွေနဲ့ပတ်သက်ပြီးတော့လည်း communication ကိုကောင်းမွန်စွာပြောဆိုဆက်ဆံတတ်ဖို့လည်းလိုအပ်ပါသေးတယ်။လိုအပ်လို့ရှိလို့ရှိရင် online communication tools တွေဖြစ်တဲ့Microsoft Teams တို့လိုမျိုး Slack တို့လိုမျိုးဒီလိုမျိုး online communication tools တွေကိုလည်းအသုံးပြုတတ်ဖို့လိုအပ်ပါတယ်။ဒါတွေကိုလေ့လာထားဖို့လိုအပ်ပါတယ်။နောက်တစ်ခုကကြတော့ web development လုပ်တဲ့အခါမှာ up to date ဖြစ်နေတဲ့နည်းပညာရပ်တွေကိုလည်းဆက်ပြီးတော့မှ learning လုပ်နေဖို့လိုအပ်ပါသေးတယ်လိုအပ်တယ်ဆိုလို့ရှိရင်တော့ online platform တွေဖြစ်တဲ့ Free Code Camp တို့ Code Academy တို့စလိုမျိုးအဲ့လိုမျိုး online platform တွေကလည်းလေ့လာသွားဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ်ပိုင် website တစ်ခုအနေနဲ့ဖန်တီးထားသလိုမျိုးကိုယ့်ရဲ့ own portfolio လိုမျိုးလေးဖန်တီးထားတာမျိုးတွေကိုယ့်ရဲ့ own website လိုမျိုးလေးတွေနဲ့အရင်ဆုံးစပြီးတော့မှ web page တွေ web design လေးတွေနဲ့ဖန်တီးထားဖို့လိုအပ်ပါသေးတယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ webပိုင်းနဲ့ပတ်သက်တဲ့ code တွေကို GitHub ပေါ်မှာ sharing လုပ်ပေးတဲ့အပိုင်းတွေကိုလည်းလုပ်တတ်ဖို့အတွက်လေ့လာထားဖို့လိုအပ်ပါသေးတယ်အဲ့တော့အခုပြပြသွားတဲ့အကြောင်းအရာအားလုံးက web developer အနေနဲ့ရပ်တည်ဖို့အတွက်ကိုတည်တင်တည်ထိုက်တဲ့အချက်လက်လေးလည်းဖြစ်ပါတယ်ရှင်အခု sharing လုပ်ပေးသွားတဲ့ခေါင်းစဉ်အားလုံးကကိုယ်တိုင်နဲ့ကိုယ်ပတ်ဝန်းကျင်ကိုယ်လုပ်ငန်းခွင်မှာပြန်လည်အသုံးပြုနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်း knowledge sharing နဲ့ပတ်သက်တဲ့ခေါင်းစဉ်တွေကိုစဉ်ဆက်မပြတ်တင်ပေးသွားမှာဖြစ်တဲ့အတွက် KMDX e-learning platform လေးကိုဝင်ရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်